အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာတော်ဘုရားအမှုပြုသောတန်ဃာတော်အရှင်သူများအားဥစွာဥတင်လျှောက်ထားအပ်ပါတယ်ဗျာဒီခန္ဓာကိုကြွားလာကြတဲ့ဆရာကြီးများဝေယပုဂ္ဂိုလ်များပိဋကများအားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်သားရင်းနဲ့ဒေသအပ်ပါကြောင်းဖော်ပြအပ်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ဝဲနှင်းသပင်အမှားစကားပြောကြားခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဂုဏ်ယူဝမ်းမြောက်ပါကြောင်းနဲ့ကျေးဇူးတင်ရှိပါကြောင်းတင်ပြလျှောက်ထားလိုပါတယ်ဥစွာပထမအနေနဲ့ကတော့ကျွန်တော်တို့တက္ကသိုလ်များရဲ့ဝဲနှင်းသပင်ထုံတန်းစင်လာမင်္ဂလာစကားကိုကျွန်တော်အနေနဲ့တက္ကသိုလ်ကိုစားမွေးကြတယ်ဆိုတာတက္ကသိုလ်အသုံးအနှုန်းအရကျွန်တော်မွေးကြအပ်ပါတယ် Nota Leadership University Board of Academic အဖွဲ့မှကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုကြေညာခြင်းခံရသူများသည်ရရှိခဲ့သောဘွဲ့များနှင့်ကိုက်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝိယုံများဝိစင်ခွင့်ပြုလိုက်ပါသည်ဒါတပည့်တော်တို့တရားဝင်ဘွဲ့နှင်းနဲ့တက္ကသိုလ်မင်္ဂလာစကားဖြစ်ပါလေဆက်လက်ပြီးတော့ဘွဲ့နှင်းမှာပြောလေပြောထားရှိသောကျေးဇူးတင်စကားအတိအမှတ်ပြုစကားနဲ့တိုက်တွန်းသောစကားများကိုတင်ပြလျှောက်ထားခွင့်ပြုစီခြင်းပါလေကျေးဇူးတင်တဲ့သူများကိုကျေးဇူးတင်ရပါသည်ဆိုတဲ့ကပ္ပထုံတန်းစင်လာမြမထုံတန်းစင်လာအရာတပည့်တော်ကျွန်တော်လျှောက်ထားတင်ပြလိုပါတယ်နော်ထာဗုဒ္ဓနော်ထာ Leadership University တက္ကသိုလ်ကြီးနှင့်ယခုကဲ့သို့သောသင်တန်းများကိုအခက်အခဲပေါင်းမြောက်များစွာကြားကနေပြီးတော့လုံလဝရိယစွန့်လွတ်စွန့်စားမှုမြောက်များစွာနဲ့ကြိုးပမ်းအားထုတ်တီထောင်ကောင်းဆောင်ဖွင့်လှစ်ပေးခဲ့ပါသောအနောထာ Leadership University ရဲ့ Founder Academic Board ရဲ့ဥက္ကဋ္ဌ Notre Foundation ရဲ့ဥက္ကဋ္ဌဆရာတော်ဒေါက်တာဦးဗုဒ္ဓပီယအားကျေးဇူးတင်ရှိပါကြောင်းဥစွာလျှောက်ထားအပ်ပါတယ်တစ်ဆက်တည်းမှာပဲဆရာတော်ရဲ့ရှိမှတ်ခြင်းများကိုကြိုးပမ်းဖြစ်စီပေးပါသောအမှုဆောင်တန်ဃာတော်များကိုလည်းကျေးဇူးတင်ရှိပါကြောင်းလျှောက်ထားတင်ပြအပ်ပါတယ်အလားတူပဲဒီတက္ကသိုလ်ကြီးဖြစ်မြောက်ရေးကိုစေတနာတရားတရားထက်သန်စွာဖြင့်မြည်သည့်အကျိုးကျေးဇူးများရယူခြင်းမရှိဘဲမိမိရဲ့ဖြူစင်တန့်ပြန်သောနှလုံးသားစေတနာဖြင့်မိမိရဲ့ပညာရက်များကိုဆရာစားမချမ်းပို့ချပေးပါသောဆရာကြီးများဆရာမများဆရာမကြီးများအားလုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်းတက္ကသိုလ်ကိုစားပြောကြားလိုပါတယ်အလားတူပဲဤတက္ကသိုလ်ကြီးဖြစ်မြောက်ရေးအတွက်ဤတင်တန်းများဖွင့်လှစ်နိုင်ရေးအတွက်အဖက်ဖက်မှဤပေါင်းစုံနဲ့ကြိုးစားပန်းစားထောက်ပံ့လှူဒန်းကူညီပေးခဲ့ကြပါသောကျေးဇူးတင်တိုက်သူပုဂ္ဂိုလ်များအားလုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်းတင်ပြလိုပါတယ်ဆက်လက်ပြီးတော့အတိမတ်ပြုစကားအနေနဲ့ခေါင်းဆောင်မှုပညာနဲ့စီမံခန့်ခွဲမှုပညာရကိုလေးစားတန်ဖိုးထားလျက်မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေမိမိရဲ့ပေးဆက်မှုပေါင်းမြောက်များစွာနဲ့ဒီပလိုမာဘွဲ့ရရှိပြီးမြောက်သည့်အထိအပတ်တကုစ조사အားထုတ်ခဲ့ကြသောယနေ့ဒီပလိုမာဘွဲ့ရယဟန်ရှင်လူအားလုံးကိုတက္ကသိုလ်အနေနဲ့အတိအမှတ်ပြုတန်ဖိုးထားပါကြောင်းဖော်ပြအပ်ပါတယ်ဘွဲ့ရသူများကိုတိုက်တွန်းလိုတဲ့စကားရအနေနဲ့ကတော့ကျွန်တော်အနေနဲ့ကုတ်လှုပ်ထားလေးနှစ်ခုကိုတင်ပြလိုပါတယ်
တခုကတော့ကျွန်တော်တို့ဒီအမေရိကန်သမ္မတတက်တန်းမှာသူတို့ရဲ့ဖွဲ့စည်းပုံလုံပြီးတော့3 နှစ်တက်တန်းခြေနေရတောင်းယူဆောင်ရွက်ပြီးခဲ့တဲ့သမ္မတကြီး Franklin D. Roosevelt ဇနီး Eleanor Roosevelt ဆိုတဲ့အမျိုးသမီးကြီးရှိပါတယ်ကျွန်တော်ကုတ်လုပ်ပြီးတင်ပြတဲ့အထဲမှာတော့ခေါင်းဆောင်မှုအည်အသွေးတွေခေါင်းဆောင်မှုအကြောင်းတရားတွေမြောက်များစွာရှိတဲ့အနက်ကယနေ့ကျွန်တော်တို့တက္ကသိုလ်ရဲ့တိုက်တွန်းလိုတဲ့စကားနှစ်ခုနဲ့လိုက်လျောညီထွေဖြစ်မဲ့မြင့်ညမ်းစရာစကားနှစ်ခုကိုမြင့်ညမ်းခဲ့တာဖြစ်ပါတယ် Eleanor Roosevelt ပြောခဲ့တဲ့အထဲမှာကျွန်တော်တို့ကိုအင်္ဂလိပ်လိုအရင်တင်ပြလို့ရှင် The future အနာဂတ် belongs to those သူတို့ပိုင်ဆိုင်နေ who believe the beauty of their dreams သူတို့အိမ်မက်လှအိမ်မက်လှတရားတွေကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာအနာဂတ်ကိုပိုင်ဆိုင်နေတယ်တိုက်ရိုက်ဘာသာပြန်တာပါစီတော်ဘာသာပြန်လို့ရှိရင်အိမ်မက်ဆိုတာတကယ်တော့ရည်မှန်းချက်ဘီရှင်ပဲဖြစ်ပါတယ်ဘီရှင်ကြီးပိုင်ဆိုင်သူများသည်အနာဂတ်ဤပိုင်ရှင်များဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ရှေ့မှာလဲဆရာတော်ဘုရားအပေါင်းဝင်ဆရာကြီးများထောက်ပြသွားတာဖြစ်ပါတယ်တပည့်တော်တို့ဒီနေ့ကျွန်တော်တို့ဒီနေ့ဒီပလိုမာဘွဲရတဲ့ပုဂ္ဂိုလ်များအနေနဲ့ဘီရှင်ကြီးထားဖို့ရည်ရွယ်ချက်ကြီးထားဖို့လိုအပ်ပါတက္ကသိုလ်အနေနဲ့တိုက်တွန်းအပ်ပါတယ်မြန်မာမှာလည်းပဲစောစောကဆရာလင်းတဲ့ညုံတို့ပြောသွားတဲ့အထက်မှာဆရာရှင်ဖြိုးပန်တို့ပြောသွားတဲ့အထက်မှာပါပါတယ်အနောထာမင်းတရားကြီးကျွန်တော်တက္ကသိုလ်ရဲ့နာမည်ဖြစ်တဲ့အနောထာမင်းတရားကြီးဘီရှင်ဘယ်လောက်ကြီးခဲ့တယ်လဲကျွန်တော်အချိန်ကိုငဲ့ညသွားပြီမပြောပါတော့ဘူးကျန်စစ်သားမင်းကြီးဘုရင်တော်မင်းတရားကြီးဘယ်လောက်ထိအောင်ဘီရှင်ကြီးမားခဲ့တယ်လဲကျွန်တော်အချိန်မချဲ့ပါတော့ဘူးကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားသခင်စัจ java နဲ့ခြီသောဘီရှင်ကတော့အထူးပြောဖွယ်ရာမရှိပါဘူးဒါကြောင့်မလို့ဘီရှင်ကြီးမားမားအိမ်မက်ကြီးမားမားဆောင်ရွက်ကြဖို့လိုရဲ့လို့ကျွန်တော်လည်းတိုက်တွန်းလိုပါတယ်ဒုတိယစကားကတော့ကျွန်တော်19ရာစုမှာအင်္ဂလိပ်လိုပြောရင်တော့ transcendentalism ပေါ့ပြောင်းလဲပြစ်တဲ့အတွေးခေါ်အဲ့ဒီမတိုင်ခင်တုန်းကတော့အရာရာဖန်ဆင်းနေဒါနဲ့ပဲသွားနေကြအဲ့ဒီ19ရာစုနောက်ပိုင်းမှာပြောင်းလဲလာတဲ့အတွေးခေါ်အရာမဟုတ်ဘူးဆိုပြီးတော့တော်လှန်ပြောင်းလဲသောအတွေးခေါ်များမှာချန်ပီယံဖြစ်တဲ့ Red Waldo Emerson ဆိုတဲ့ပုဂ္ဂိုလ်ရှိပါတယ်ဒီပုဂ္ဂိုလ်ကြီးကတော့ဘာပြောခဲ့တယ်လဲဆိုတော့ do not follow the path that may lead လမ်းဟောင်းကြီးအတိုင်းမလျှောက်ပါနဲ့ကောင်းခြင်းကောင်းမယ်မကောင်းခြင်းမကောင်းလမ်းဟောင်းကြီးတိုင်းမလျှောက်ပါနဲ့သူကဘာကိုအကြံပြုလဲဆိုတော့ကျွန်တော်တို့ဒီ go instead အဲ့ဒီအစားတွားလိုက်ပါ go instead where there is a new path လမ်းအသစ်တစ်ခုကိုလျှောက် and leave a trail လမ်းကြောင်းကောင်းတစ်ခုထားခဲ့ပေးပါအဓိပ္ပာယ်ကတော့တီထွင်ဆန်းသစ်ပြီးတော့မှဆောင်ရွက်ပါပြီးရင်နှောင်းလူများအတွက်လမ်းကြောင်းကိုတစ်ခုထားခဲ့ပါလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တပည့်တော်အနေနဲ့ဒီနေ့တက်တွန်းတဲ့စကားနှစ်ခုကိုပြန်ပြီးကောက်အောင်လို့ရှိရင်ဒီပလိုမာဘွဲရပုဂ္ဂိုလ်များအနေနဲ့အိမ်မက်ကြီးဘီရှင်ကြီးထားခြင်းဖြင့်တီထွင်ဆန်းသစ်သောအတွေးခေါ်များလွတ်ဆောင်ခြင်းများဖြင့်မိမိတို့လေ့လာစီးပူးပြီးသောခေါင်းဆောင်မှုစီမံခန့်ခွဲမှုပညာရပ်များကိုအသုံးချလျက်
ကျွန်တော်တို့ယုံကြည်မြတ်တို့တန်ဖိုးထားရပါသောဗုဒ္ဓသာသနာတော်အရှိတည်တံ့ပြန့်ပွားရေးကျွန်တော်တက်သောမျှော်မှန်းထားသောအမိမြန်မာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အေးချမ်းသာယာရေးတစ်ထက်ပိုးပြီးတော့မျှော်မှန်းထားရှိသောကမ္ဘာအတိုက်အဝန်တစ်ခုလုံးအေးချမ်းသာယာတိုးတက်ရေးအတွက်ခေါင်းဆောင်ကောင်းများဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းရင်းနဲ့ကျွန်တော်ရဲ့ graduation address ကိုလည်းဘွဲ့နှင်းစကားကိုဒီမှာတင်နေကုန်ချုံရပါတယ် well wishes ပါအားလုံးကျေးဇူးတင်ပါတယ်